Hello, halo gimana? Jadi cuma jadi di message ni, orang dia dia cakap iPhone yang berapa ni? Dia sebenarnya dia di macam apa sahaja. MBS. Tu ya dia orang tu ya. Tôi là bị quay lại cho sự kiện này nó chưa phải thôi là đồng cho bạn hoặc là phá hút còn được chỉ nghe tham được thôi được thả lại đó nó quay lại xong được mà không mà tu mà cái trang này nó đánh vào đấy thì cái trang này đánh thì là đánh thì là thì cái set up again không mà này tôi luôn được nó tao mình bảo thì có thì thì bảo đấy làm một chút tôi về rồi chú đó tôi nhà đi cái tôi lên tôi tôi nhà đấy nó đưa xuống như thế này ai step nó full khi thay đổi điều chúng ta mà được web pro xây dựng được vừa có một nó vừa cái vừa là cái điều bảo đấy cái mà đi ra là privacy bảo là privacy đâu được hot đâu thành ra đấy thì cái mà thì share cái đó privacy mà just no mà privacy cái này ra được cái này ra đấyနောက်ပြီးတော့သူ့မှာကကျွန်တော်တို့နောက်တစ်ပါတာကသူ့မှာ၄မျိုးနဲ့နော်ခု၄မျိုးသူ့ပါမယ်ကျိုးထုတ်ပြီးတော့300မျိုးနဲ့ပါတော့ဒီ router ကနေပြီးတော့ internet ကနေပြီးတော့ပြန်ပြီး wifi နဲ့တုံးတဲ့ WIS တွေပါမယ် hot router တွေပါမယ်ဒီလိုနေရာတော့တို့ရမယ်ဆိုတော့ရှင်းမှပြပြရတဲ့ကျွန်တော်ကွန်ပျူတာနဲ့ desktop တွေကျိုးထုတ်ပြီးတော့လွယ်ကူတုံးလို့ရနိုင်ပါတယ်ကျွန်တော်အိမ်မှာဆိုတော့ဒီကျိုးမဲ့ကျွန်တော်တို့ wireless တွေ WIS တွေနဲ့တွဲလို့ရပါတယ်ဘာလို့ဒီလိုပါတော့တုံးနေတယ်ကျွန်တော်တို့ဆိုရင်တော့ဘာလို့ဒီလဲထားလို့လည်းရပါတယ်နောက်ဆုံးဒီမှာကဒီ software လေးတူရှိပါတယ်ဒါကတော့ပေါ့နော်ဒီဒါဒီနေ့ software တွေခေါ်ကြတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပုံမှာကျွန်တော်တို့ LLS မှာလည်းတော့ကိုယ်လည်းပြတာတော့ကျွန်တော်တို့ခုပြီးတော့ download လုပ်ပြီးဆွဲလို့ရတယ်နောက်တော့ဒီမှာတယောက်သုံးနေတယ်ဆိုတော့လည်းတစ်ချက်ကျွန်တော်ပြပြရတယ်အဲဒီပြပြတဲ့ဟာကိုကျွန်တော်တို့ကြိုက်ကိုယ်လိုပုံလို့လည်း download လုပ်ရတယ်upload လုပ်ရအောင်နော် upload ပြန်ပြီးတယ်နောက်က network မှာက network ပဲကိုယ်ရဲ့ password ပြီးရတယ်နဲ့ network နဲ့သွားလို့ရတယ်ဒီဘာလာရရဆိုတော့ကျွန်တော်တို့တော့သင်ကြီးဒီ3ရရတဲ့အခါရှိတယ်ဒီတော့ဒါလေးကိုကျွန်တော်တို့တက်စင်တယ်ဆိုရင်ကျွန်တော်တို့ ACS CDD မှာရေး extra တွေကိုဆက်သွယ်လို့ရတယ်ဖုန်းနံပါတ်ကြရတော့ဒီကိုရှိတဲ့ဖုန်းကြီးကိုတုံးရမှာကျွန်တော်တို့ဆက်သွယ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်